အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ hobbyist caravan မှာလာတဲ့လူတိုင်းပေါ့နော်သဘောကျတဲ့ဒီ custom figure လေးတစ်ခုကိုကျွန်တော်အနေနဲ့ပြချင်ပါတယ်ဒါကတော့ဒီမှာဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ဒါမြန်ရစာတွတ်ပြီပေါ့နော်ကျွန်တော်ဆိုင်မှာလာပြီးတော့ပစ္စည်းကြီးကြည့်ရတူရဲ့အကုန်လုံးကဒါလေးကိုမြင်လို့ရှိရင်အများကြီးသဘောကျကြတယ်ပေါ့ဟိုဘာဖြစ်လို့လဲဆိုတော့ဒါမြန်ရစာတွတ်ပြီဆိုတာလူတိုင်းနဲ့သိကြတယ်ပြီးတော့မှလူတိုင်းကြိုက်တဲ့ကာတွန်းဇာတ်ကောင်တရားဖြစ်နေရောဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ပြချင်ပါတယ်ဒါကတော့မြန်သာတွတ်ပီရဲ့ကာတွန်းတစ်ပုဒ်ထဲကနာမည်ကြီးဇက်ကွက်တစ်ခုကိုပြထားတာပေါ့နော်တွတ်ပီငယ်တုန်းကဒီမသိမြင့်ကိုသွားပြီးပိုးပန်းတဲ့ကာလာတုန်းကအဲ့မှာပါခဲ့တဲ့ဇက်ကွက်တိုင်းပြန်ထားဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာအောက်မှာဘိုက်ကလေးရှိမယ်သူရောက်ဖဖြစ်လာမယ်ဘိုက်ကလေးကနေပြီးတော့မှသူ့အမကိုလာပိုးပန်းတဲ့ဟာကိုကူညီပေးရတဲ့ဟာမျိုးလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့အမြင့်ကတော့စုစုပေါင်းကကျွန်တော်တို့6လက်မလောက်မြင့်တယ်အောက်ခံဒီအဝိုင်းပြားတော့စုစုပေါင်း9လက်မလောက်အချင်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မှဆိုလို့ရှိရင်တော့အပေါ်မှာဒီတစ်ပင်ကိုကျွန်တော်တို့ထားတွေ့ရမှာဖြစ်ပါတယ်ပြီးတော့အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူကတဲအိမ်အပေါ်ထက်မှာမသိမြင်ရနေရပေါ့နော်နောက်ပြီးမှတွတ်ပီနဲ့ဘိုက်ကလေးအောက်မှာရှိတယ်ကျွန်တော်တို့ဒီဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်တော်ရေယူနစ်တစ်ခုပါမယ်နောက်ပြီးမှစင်အိုးလေးတစ်ခုပါမယ်ပေါ့နော်နောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်မှဆိုလို့ရှိရင်ဒီမှာဒီအိမ်ရဲ့နောက်ကျောကိုမြင်ရမှာဖြစ်ပါတယ်။နောက်မှာတစ်ပင်နဲ့ပေါ့နော်။တစ်ပင်ဆိုလို့ရှိရင်ရုပ်ချက်ကြည့်လို့ရှိရင်တကယ်တစ်ပင်တိုင်းပဲလှတယ်ပေါ့။အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီမှာတစ်ခုရဲရှိတာပါ။ဟိုကတ်ဆန်လုပ်ထားတဲ့ဒီမြန်သာတွတ်ပြီးအမှတ်တရကတ်ဆန်လုပ်ထားတဲ့ဒီကတ်ဆန်ဖီဂါလေးတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ဒါကိုဟို၄သိန်းပေါ့နော်ကျွန်တော်ရောင်းစေရတော့၄သိန်းနဲ့ကျွန်တော်ရောင်းပါတယ်။အခုလက်ရှိကျွန်တော်တို့ဒီနေ့ကစပြီးတော့ဇန်နဝါရီလ4ရက်နေ့အထိဟို 5% discount promotion ရှိတဲ့မို့လို့အဲ့ကာလာဂျိုင်းမှာလာဝယ်မယ်ဆိုရင်တော့ဒါက38,000မှကြာမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်စီမှာလူကြိုက်အများဆုံးနဲ့လူစိတ်ဝင်စားမှုအများဆုံးကျွန်တော်တို့ရဲ့ custom figure တစ်ခုကိုပြပေးရဖြစ်ပါတယ်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်